ဟုတ်ဘူးမဟုတ်ဘူးဘာလို့လဲဆိုတော့မင်းကဓာတ်တစင်းနဲ့တူလို့ပဲအိမ်ထဲကမထွက်ရသေးတဲ့ဓာတ်တစင်းပေါ့မင်းငါ့ကိုကြည့်တဲ့မျက်လုံးတွေကတခြားလူတွေနဲ့မတူဘူးတခြားလူတွေကငါ့ကိုကြည့်ရင်ကြောက်လို့တုန်နေတာဒါမှမဟုတ်ပြားရခတ်နေတာမင်းကတော့ငါ့ကိုရန်သူတယောက်လိုကြည့်နေတာတခင်ကြီးအထင်လွဲနေတာနေမှာပါဟုတ်လားငါပူရှက်နံဒီနေ့ထိအသက်ရှင်နေတာကတန်တရားစိတ်ကြောင့်ပဲငါလူကြည့်ရင်ဘယ်တော့မှမမဘူးမင်းငါနောက်ကိုတကယ်စိတ်ပါလက်ပါလိုက်နေတာမဟုတ်ဘူးမင်းမှာတခြားလုပ်စရာကိစ္စရှိနေတယ်ဒါပေမဲ့ကိစ္စမရှိဘူးမင်းဘာကြောင့်ရောက်လာတာလဲဆိုတာငါဂရုမစိုက်ဘူးဘာပဲဖြစ်ဖြစ်မင်းလည်းထွက်သွားလို့မရတော့ဘူးသူကျမရဲ့လက်မောင်းကိုဆွဲညှစ်လိုက်တာအသက်ရှူရတာတောင်ခတ်သွားတယ်အဲ့ဒီညမှာပဲကျမဟာပူရှက်နံရဲ့စတုထမြောက်မယားငယ်ဖြစ်လာခဲ့တယ်ဘာခန်းသားမှမရှိဘူးဘာအခန့်ပွဲမှမရှိဘူးဟင်းတပွဲတောင်ပြင်မထားဘူးသူကကျမနေတဲ့ခြံထဲမှာအနီရောင်မီးအိမ်နှလုံးပဲချိတ်ခိုင်းလိုက်တယ်ဒါဟာတလောကလုံးကိုအတိပေးလိုက်တာပဲတခင်မလေးကိုဘလို့ဖြစ်ပြီးဒီလိုဆက်ဆံရတာလဲမရငယ်ဖြစ်ယူရင်တောင်ဒီမျိုးမှာဘသူမဆိုပွဲနေနေပပလောက်ကြတာပဲအခုတော့မီးအိမ်နှလုံးထဲလက်ထပ်ပွဲဆိုတာတော့မမြည်ဘူးဆွေဖြင်ဒါတွေကအပေါ်ရန်တွေပါငါ့ကိုဘလို့လက်ထပ်ယူလဲဆိုတာသူများတွေသိဖို့မလိုဘူးငါကဖူရှက်နံရဲ့မိန်းမဖြစ်သွားပြီဆိုတာသူတို့သိဖို့ပဲလိုတယ်ဖူရှက်နံရဲ့မိန်းမဆိုတဲ့စကားလုံးဟာဒီမျိုးမှာတော့အရာရာကိုလောက်ပိုင်ခွင့်ရှိတာပဲကျမစတုထမြောက်မရငယ်ဖြစ်ပြီးတဲ့နောက်သူဟာကျမအိပ်ပျော်နေတာလားနိုးနေတာလားဂယုမဆိုင်ပဲညတကောင်မှရုတ်တရက်ရောက်လာတတ်တယ်ကျမအပြင်သွားရင်လည်းစစ်သား2ယောက်အမြဲပါခေါ်ခိုင်းတယ်ကျမရဲ့ပစ္စည်းတွေကိုလှမ်းလောရှာဖွေတက်ပြီးကျမစီရောက်လာတဲ့စာတွေကိုလည်းစစ်ဆေးတယ်